Hello everyone, welcome to Shida English. Growing at life season at every stage အစဉ်တိုင်းတွင်ဘဝသင်ခန်းစာများကျွန်တော်တို့ဒီတစ်ခေါက်မှာတော့ဒီလူမှုဘဝနဲ့ပတ်သက်ပြီးတော့အသက်အရွယ်လိုက်ကြီးပြင်းခဲ့ရတဲ့အခြေအနေတွေကိုကျွန်တော်တို့ကဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီဆွေးနွေးချက်မှာဆိုရင်ကျွန်တော်လေ့လာထားခဲ့တဲ့တချို့သင်ခန်းစာတွေရဲ့တချို့တော့ဒီဘူးတုဒ္ဒတွေကိုကျွန်တော်တို့ဒါဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့အခုဆိုရင်ကျွန်တော်တို့အရင်ဆုံးစပြီးဆွေးနွေးကြည့်ကြမယ်ပေါ့နော်ဆိုတော့ဘဝဆိုတာဘာလဲဆိုတော့ကျွန်တော်ကြားဘူးတဲ့အရာတစ်ခုပေါ့နော်အဲ့ဒါဘယ်သူကစပြီးမေးမြန်းခဲ့လဲဆိုရင်ဒါ CI ဦးအောင်တင်ကမေးမြန်းခဲ့တဲ့စကားဖြစ်တယ်ဆိုတော့သူပြောခဲ့တဲ့စကားမှာဆိုရင်ဘဝဆိုတာဘာလဲပေါ့နော်ဆိုတော့ဒီနေ့အဖြစ်ဘဝဆိုတာကမွေးဖွားခြင်းနဲ့တည်ဆုံးခြင်းရဲ့ဂျားကာလလို့ဆိုကြတယ်ဆိုတော့ဒီနေ့အဖြစ်ကျွန်တော်မွေးကလေးကဒီအသေးလေးမွေးလာတယ်ဆိုရင်ဘဝဆိုတာမရှိတော့ဘူးအဲ့လိုပဲကျွန်တော်တို့မွေးကလေးကဒီကိုကအသက်အရွယ်ခု12နှစ်ရှိသွားပြီဆိုရင်ဒါဘဝတစ်ခုပဲဟုတ်ပြီနော်အသက်အရွယ်20ရှိသွားပြီဒါလည်းဘဝတစ်ခုပဲအသက်အရွယ်50ဒါဘဝတစ်ခုပဲဆိုတော့ဒီလိုမျိုးကျွန်တော်ရှင်သန်ခဲ့တဲ့ဘဝတစ်ခုထဲမှာဆိုရင်ကိုဘာတွေအမှားတွေလုပ်ခဲ့လဲကိုအဲ့မှားတွေကနေဘယ်လိုသင်ခန်းစာရခဲ့တယ်လဲနောက်တစ်ခုကိုဘာတွေများလူတွေအတွက်အကောင်းကျိုးလုပ်ခဲ့တယ်လဲဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က remind လုပ်ကြည့်ပါစဉ်းစားကြည့်ပါဆိုတော့ဒီလိုမျိုးကိုစဉ်းစားပြီးတဲ့နောက်မှာကိုဘာတွေဆက်ပြီးလုပ်မလဲဆိုတာလဲဒါဆက်ပြီးစဉ်းစားပြီးလုပ်ဖို့လိုတယ်ဆိုတော့ဒီခုမှဆိုရင်ကျွန်တော်တို့ဒီအသက်အရွယ်လိုက်ကြီးပြင်းခဲ့တဲ့ဘဝတွေကိုကျွန်တော်တို့ဆက်ပြီးတော့ဒါဆွေးနွေးကြည့်ကြရအောင်ပထမဦးဆုံးတစ်ခုအနေနဲ့ childhood ပေါ့နော်ကလေးဘဝအသက်1နှစ်ကနေ12နှစ်ထိကျွန်တော်တို့ဒါဆွေးနွေးကြည့်ကြမယ်ဆိုတော့ကလေးဘဝဆိုတာတဲ့စူးစမ်းလူစိမ်းနဲ့ကစားချိန်ဖြစ်ကြတယ်ဒီနေ့အဖြစ်ကျွန်တော်တို့အရင်ခေတ် generation တွေမှာဆိုရင်ကလေးတွေအများသောအားဖြင့်တငယ်ချင်းပေါ့နော်ကလေးချင်းဘာဖြစ်ကြလဲဆိုတော့စောကြတယ်ဟိုမှာစော်လုံးအားကြီးလို့တော့ကလေးတွေမငြိမ်ဘူးဆိုပြီးတော့မိဘတွေကတစ်ခါလေးစူလိရှိကြတယ်လေဒါကသူတို့ရဲ့ natural ပေါ့နော်တဘာဝတိုင်းဖြစ်လာတဲ့ဒါစူးစမ်းလူစိမ်းနဲ့ကစားခြင်းဖြစ်တယ်ဆိုတော့ဥမာအယုတ်ကလေးတွေစောတာဘာပဲဖြစ်ပေါ့နော်အဲ့ဘဝအခြေအနေလေးတွေကတကယ်ဥမာကောင်းတဲ့အခြေအနေလို့ကျွန်တော်ထင်မြင်မိတယ်ဆိုတော့ကျွန်တော်ရုပ်ရှင်က trailer လေးတစ်ခုပေါ့နော်ကြည့်လိုက်မိတဲ့ trailer အဲ့ကားတော့နာမည်ကြီးပါပဲ Try Story 5ထဲမှာကျွန်တော်တွေ့လိုက်မိတယ်ဆိုတော့အဲ့ကားထဲမှာဆိုရင်ခုရင်ခက်ကကလေးတွေကအယုတ်တွေနဲ့ကစားကြတယ်လေဆိုတော့အယုတ်တွေနဲ့ကစားကြအယုတ်တွေကသူတို့အတွက်ဒီတငယ်ချင်းတွေလို့ဖြစ်ပြီးတော့ဒါကြီးပြင်းလာခဲ့ကြတယ်ဆိုတော့အဲ့ဒီထဲမှာဘာတွေဖြစ်လာလဲဆိုတော့ technology ကဒီဖုန်းတွေ tablet တွေကအစားထွင်လာတော့ဒီကလေးတွေကဒီလိုမျိုးစောအကောင်မှမသိဘဲနဲ့ဒါနည်းနည်းအလှမ်းဝေးလာတတ်ကြတယ်ဆိုတော့ဒီလိုမျိုးဖုန်းတွေမကန်ရတော့ဘူးဆိုပြီးတော့ကလေးတွေကဘယ်လိုပြောမလဲဖုန်းတွေပေါ့နော်အများတန်းလို့ပေးကန်နေခါလေးကျရင်ဖုန်းမကန်ရလို့ဆိုပြီးတော့ဒါကလေးတွေကစိတ်ကောက်တယ်စိုးတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကလေးကတကယ်တမ်းတစ်ဖက်ကကြည့်ရင်တော့တကယ်ကလေးဘဝရဲ့စောတဲ့အနှစ်သာရတွေကိုကျွန်တော်တို့ကလင်းသွားတတ်ကြတယ်တနည်းအားဖြင့်ကျွန်တော်တို့ဒီလိုမျိုးဖုန်းတွေပေးမယ်စားပေါ့နော်ကာတွန်းရုပ်ပြစာအုပ်လေးတွေပေးမယ်ဆိုရင်တော့ပိုကောင်းမယ်လို့ကျွန်တော်ထင်မြင်မိတယ်အဲ့ဒါလည်းတနည်းအားဖြင့်ဒီလိုမျိုးကာတွန်းရုပ်ပြစာအုပ်လေးတွေကိုကလေးတွေလက်ထဲထည့်ပေးလိုက်တာဘာဖြစ်သွားနိုင်လဲဆိုရင်သူတို့တွေကဘာမှမဖတ်တိုင်တော့မှကြီးကြီးမားမားပေးဖို့မလို့ဒီတိုင်းပေါ့ဘာဘာလေးပဲပေါ့နော်ပေးလိုက်တယ်စာအုပ်လေးဖတ်ခိုင်းတယ်ဒါမဖတ်တိုင်တော့မှပဲရုပ်ပြကာတွန်းလေးတွေကြည့်နေပြီးတော့မှသူတို့လေးတွေကတဖြည်းဖြည်းစိတ်ဝင်စားလာမယ်ဆိုရင်ကျွန်တော်တို့ကကလေးတွေအတွက်ပို့ပြီးတော့ကောင်းလာတဲ့အခြေအနေရှိနိုင်တယ်ဆိုတော့ဒီလိုမျိုးကလေးထိန်းရတယ်လေတစ်ဖက်ကပြောမှဆိုကလေးထိန်းရတာလေဒါလွယ်သွားမယ်ဆိုတော့ကလေးဒီလိုမျိုးအကျင့်မူရာလေးကိုတိဆောက်ပြလိုက်တာကလေးတို့အများကြီးအလားအလာရှိနိုင်တယ်ဆိုတော့နောက်ကျရင်ဒီလိုမျိုးစာအုပ်တွေပဲဖတ်ဖို့အတွက်တို့အများအားတောင်းဆိုလေးရှိသွားလိမ့်မယ်ဒါကြောင့်ကလေးလိမ်မှာဆိုမိဘထိန်းရတာလေတတ်တာတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီလိုမျိုးဖုန်းတွေပေးမယ်အစားပေါ့နော်ဒီစာအုပ်လေးတွေကာတွန်းရုပ်ပြလေးတွေပဲပေးဒါဆိုရင်ပို့ပြီးတော့ကလေးတို့လားလာရှိတဲ့လူတစ်ယောက်ဖြစ်လာနိုင်တယ်နောက်တစ်ခုကဒီကလေးတိုင်းမှာပတ်ဝန်းကျင်လေးလာဆန်းစစ်ကြမယ်ဟုတ်ပြီနော်ဆိုတော့ပတ်ဝန်းကျင်လေးလာဆန်းစစ်မယ်သူတို့ကမီးဆိုလည်းမသိကိုင်းချင်းကိုင်းလိုက်တာပဲအဲ့လိုမျိုးပေါ့နော်ဆန်းစစ်နေသူတို့ကလည်းအမှားတွေလုံးမိမယ်ဒီလိုမျိုးမှားရင်လုံးမိမှာကျွန်တော်တို့ကြီးထွားလာတဲ့အခြေအနေမှာဆိုရင်သူတို့တွေကကြောင်းရွံ့လာမှာမဟုတ်ဘူးအဲ့တော့ဒီကကလေးတွေကိုခုခေတ်တော်တော်များများဒီဖုန်းတွေနဲ့ကြီးပြင်းလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဖုန်းတွေစာအုပ်လေးတွေကိုပေးပြီးတော့ဂိုင်းလိုက်တာပဲဖြစ်ဖြစ်နောက်တစ်ခုမိဘကလည်းပေါ့နော်ကလေးတွေကိုဒါတူတူကစားပေးတယ်စော့ပေးတယ်စာလေးတွေဖတ်ပြပေးတယ်ဆိုရင်တော့မှကလေးတွေကမိဘနဲ့လည်းပိုပြီးရင်းနှီးလာတယ်နောက်တစ်ခုကပတ်ဝန်းကျင်လို့ထိတွေ့ရမှာကြောက်ရွံ့လာတော့မှမဟုတ်တော့ဘူးဆိုတော့ကြောက်တဲ့စကားပုံလေးရှိတယ်ပေါ့နော်ကြောက်ရွံ့ရင်ဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဒါကြောင့်ကလေးတွေကိုငယ်လေးကတည်းကကြောက်စိတ်မပေးဘဲနဲ့တခြားသောဒီစာအုပ်လေးတွေပဲဖြစ်ဖြစ်ဒီလိုမျိုးတွေကိုကျွန်တော်အစားထိုးပြီးတော့ဒီမိဘနဲ့သားသမီးရင်းနှီးမှုလည်းပိုရတယ်
လောကကြီးလည်းမကြောက်တတ်တဲ့စိတ်လေးမွေးပေးဖို့ကလည်းအများကြီးပိုရေးကြီးတတ်တယ်အတန်းလေးတွေမရှိဘူးလားတင်တဲ့အချင်းလိုပါဆိုတဲ့လန်နာလေးတို့အတွက်ကျွန်တော်အခုလောလောဆယ်မှာဆိုရင် Aperture Speech နဲ့ Tense တွေအတန်းလေးတွေကိုဒါအဓိကထားပြီးစီစဉ်ထားပေးပါတယ်Aperture Speech မှာဆိုရင်အဓိကအဖြစ်လန်နာလေးတို့အနေနဲ့တည်တည်ထိုက်တဲ့အခြေခံ knowledge တွေကိုဒါကျွန်တော်အဓိကထားပြီးမျှဝေသင်ကြားပေးသွားမှာဖြစ်ပါတယ်Tense ထဲမှာဆိုရင်အင်္ဂလိပ်စာတစ်ခုမှာအရေးကြီးတဲ့စဉ်းစားတွေးခေါ်ပုံတွေစကားပြောပုံတွေကိုဒါကျွန်တော်အဓိကထားပြီးမျှဝေသွားမှာဖြစ်ပါတယ်။ face to face အတန်းလေးတွေကိုလည်းအခြေအနေမျိုးမျိုးကြောင့်ကျွန်တော်ခဏတာရနာထားပါတယ်။ဒါကြောင့်မလို့လန်နာလေးတို့လေးလာလွယ်ကူလို့ဆင်ပြေအောင်ကျွန်တော် video class လေးတွေကိုအဓိကအဖြစ်စူးစမ်းဖန်တီးဆောင်ရွက်ပေးထားပါတယ်။သင်တန်းကြီးကိုလည်းတသက်တာနဲ့လန်နာလေးတို့ဆင်ပြေအောင်စီစဉ်ထားပေးပါတယ်။ဒီလိုသင်ခန်းစာတွေကိုကိုယ်တိုင်ကိုယ်ကျလေ့လာသင်ကြားလို့ရဆိုရင် Facebook Messenger နဲ့ TikTok ချက်ပေါက်မှာလည်းလာရောက်မေးမြန်းပြီးဆက်သွယ်နိုင်ပါတယ်။ထင်းနေ